မင်္ဂလာပါရှင်။ကျွန်မဒီချက်စိတ်မှာဒီနေ့ကျွန်မကဒုတိယမြောက်နေ့ပေါ့နော်စာဖတ်ပြမှာဖြစ်ပါတယ်။ပုံမြင်နေနဲ့ပတ်သက်ပြီးတော့ကျမတို့ကလေးတွေကိုပုံမြင်နေပြောပြတာဟာဘာကြောင့်အရေးကြီးတာလဲ။ဘာကြောင့်လိုအပ်တာလဲဆိုတာကိုမနေ့ကအဆက်ရဲ့ဒုတိယမြောက်အချက်ရဲ့ကိုဆက်ပြီးတော့ဖတ်ပြမှာဖြစ်ပါတယ်။စကားမဆက်မနေ့ကဗီဒီယိုလေးက viewer 1000ကျော်နေတာကိုတွေ့တော့ကျမအင်မတန်ဝမ်းသာပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ဝင်ပြီးတော့နားထောင်ပေးကြတာကျွန်မအဲ့လောက်ထိမမျှော်လင့်ထားမိဘူးပေါ့နော်ကျေးဇူးပါနားထောင်ပေးရဒီနေ့ကျွန်မမနေ့ကဟာနဲ့ဆက်ပြီးတော့အစတစ်ခုဖတ်ပါမယ်မနေ့ကတုန်းကကျမတို့နောက်ဆုံးနှိဂုံးချုပ်စာသားလေးကအချုပ်မှာဤသို့ဆိုလျှင်သူ့ဘဝ၏လုံခြုံမှုကိုယုံကြည်လာစေသည်ဟုဆိုချင်ပါသည်ဆိုတဲ့စာသားနဲ့နှိဂုံးချုပ်ခဲ့ကြပါတယ်ပုံမြင်လေးတွေကမိသားစုဘဝအကြောင်းတွေပါတဲ့အခါကျတော့ကိုလုံခြုံမှုခံစားရစေတယ်ပေါ့နော်အဲ့ဒါနဲ့ဆက်ပြီးတော့ဆရာကြီးရေးထားတာကိုကျွန်မဖတ်ပြပါမယ်ဤဒီမှာပထမအဆင့်မျှသာရှိပါသေးသည်နောက်တစ်ဆင့်မှာတာလွန်တိမ်မွေ့မြင့်မားသည်ဟုထင်ပါသည်ထိုအဆင့်မှာတော်မှန်မြင့်မြတ်ခြင်းသာလျှင်နောက်ဆုံးတွင်အောင်ပွဲခံရမည်ဟုယုံကြည်စိတ်ချစေခြင်းဖြစ်ပါသည်တော်မှန်မြင့်မြတ်မှုဆိုရာတွင်ရိုသားခြင်းကြိုးစားခြင်းဇွဲလုံးလားရှိခြင်းရဲရင့်ခြင်းမေတ္တာကရုဏာကြီးခြင်းစသည်တို့အားလုံးပါဝင်ပါသည်950နိဗ္ဗာန်ဇဝတ္ထုများသည်ဤအချက်ကိုဥတည်သည်ဟုယူဆပါသည်ထိုဝတ္ထုများဖြင့်ထုံမွှန်းကြီးပြင်းခဲ့ရလျင်တော်မှန်မြင့်မြတ်သောတရားကိုစိတ်ချသည်ထိုတရားသာလျှင်အောင်ပွဲစင်ကြောင်းစိတ်ချသည်မျက်မှောက်လောကတွင်အကျိုးမပေးစေကာမူတမလွန်တွင်အကျိုးပေးအံ့တန်တရားအထိလိုက်ပါအံ့ဟုစိတ်ချယုံကြည်သည်ထို့သောယုံကြည်စိတ်ချမှုမျိုးသည်ပင်ဘာသာရေးဟူသည်များ၏အနှစ်သာရဖြစ်ကြောင်းသိသာပါသည်ထိုယုံကြည်စိတ်ချမှုမျိုးကိုပုံမြင်တည်းဟူသောအုတ်မြစ်ဖြင့်အခြေခံခဲ့ရကြောင်းအထူးပြောစရာမလိုတော့ပါထို့ကြောင့်လောကကိုယုံကြည်စိတ်ချလိုခြင်းယုံကြည်စိတ်ချအပ်ခြင်းဟူသောအချက်ကိုပုံမြင်များကစွမ်းဆောင်ကူညီပေးသည်ဟုဆိုရခြင်းဖြစ်ပါသည်ယင်းသို့လောကကိုယုံကြည်စိတ်ချသွားပြီးသောကလေးသည်မိမိဘဝလုံခြုံပြီဟုသောကြောင်းကြကင်းမှုကိုခံစားရပြီဖြစ်ပါသည်ထိုအခါမျိုးတွင်နောက်တစ်ဆင့်တက်၍သူတစ်ပါးအတွက်ကောင်းကျိုးစွန့်ဆောင်ရွက်သောသူတော်စင်များသူရဲကောင်းများအကြောင်းဝတ္ထုပုံမြင်တို့ကိုဖတ်လိုက်ရလျင်သူတစ်ပါးအကျိုးကိုဆောင်လိုစိတ်တဖွာဖွာပေါ်ပေါက်လာတတ်ပြန်ပါသည်ဤသို့လျင်မိမိဘဝလုံခြုံရေးမှတပားသူ၏ဘဝလုံခြုံရေးသို့ရှေးရှုလာတတ်ပါသည်တဖြည်းဖြည်းပုံမြင်ဝတ္ထုအမျိုးမျိုးကိုတစ်ခုပြီးတစ်ခုဖတ်ရခြင်းအတွေ့အကြုံအရဆင်ခြင်မိခြင်းစသည်တို့ကြောင့်လူငယ်ဘဝသို့ရောက်သောအခါမိမိပတ်ဝန်းကျင်တစ်ခုလုံးမလုံခြုံလျင်မိမိဘဝလည်းလုံခြုံမှုမရှိနိုင်ကြောင်းအမှတ်မတင်ခံစားမိလာတတ်ပါသည်ဤသို့အားဖြင့်ပင်ကဘာငြိမ်းချမ်းရေးအတွက်အစဉ်တစိုက်စိတ်ဝင်စားခဲ့သောဆရာကြီးသခင်ကိုရောမိုင်းတို့ကဲ့သို့ပုဂ္ဂိုလ်မျိုးအစဉ်သို့ရောက်ရှိလာနိုင်ကြသည်ဟုယူဆမိပါသည်ထို့ကြောင့်ကလေးပုံမြင်များတွင်လောကကိုစိတ်ချယုံကြည်စေလောက်သောဇက်လန်းဇက်ကွက်မျိုးကိုဖန်တီးတင်ပါသည်ဖြစ်တတ်သောသဘောထက်ဖြစ်အပ်သောသဘောကလွှမ်းမိုးနေသင့်ပါသည်လူကြီးများအတွက်ရေးသည့်ဝတ္ထုတို့ဝတ္ထုရှည်များတွင်လောက၏ကမောက်ကမဖြစ်တတ်သည့်သဘောကိုမိမောင်းထိုးပြထားသည့်အလားထင်ရှားအောင်ရေးတော်လဲကိစ္စမရှိပါဥပမာပရွဲစိတ်နှင့်နှံကာဟူသောအမည်ဖြင့်စွန်မာဆမ်မွန်ကဝတ္ထုတို့တစ်ပုဒ်ရေးခဲ့ပူပါသည်ညီကိုနှစ်ယောက်ရှိရာအကိုကရိုးသားကြိုးစားသည်ပရွဲစိတ်နှင့်တူသည်ညီကလူရှုပ်လူလဲနှံကောင်နှင့်တူသည်သို့သောပရွဲစိတ်နှင့်တူသောအကိုမှာတာမန်စားနိုင်တောက်နိုင်မျှသာရှိသည်ညီကစည်းစိမ်ကြီးနှင့်ကြီးပွားသွားသည်ထို့ကြောင့်အကိုဖြစ်သူကလောကကိုမုန်းနေသည်ဤကိစ္စမျိုးမှာလိုလားအပ်သည်မဟုတ်ပါဖြစ်အပ်သည့်သဘောမျိုးမဟုတ်ပါသို့သောဖြစ်တတ်သည့်တရားဆိုတာကိုလည်းမငင်းတာပါထိုဝတ္ထုမျိုးကိုလူကြီးတွေဖတ်ရသည့်အတွက်ဘာမှကိစ္စမရှိပါသို့သောကလေးများဖတ်မိလျင်ကအတော်လေးကိစ္စရှိသွားပါလိမ့်မည်သူတို့သည်လောကအတွင်းသို့တန်တရားအဖြစ်နှင့်ဝ
ဝင်ကြပါတော့မည်ဒီကလေးကစပြီးမကောင်းတော့ပါယခုခေတ်ပုံမြင်များမှပုံစံတစ်ခုကိုထုတ်ပြခြင်းပါသည်သည်နုယင်ဤပြစ်တိုင်းတောင်ပုံမြင်များအနက်ပဲစေ့သက်သေပုံမြင်မျိုးမှာလိုလားအပ်သောပုံမြင်မျိုးဖြစ်ပါသည်အချက်ပြအလံကဲ့သို့သောပုံမြင်မျိုးကိုမလိုလားအပ်ဟုယူဆပါသည်အချက်ပြအလံကိုဖတ်ပြီးသောကလေးတို့သည်ဇဝေဇဝါဖြစ်သွားနိုင်ပါသည်တန်တရာဝင်လာနိုင်ပါသည်ယုံကြည်စိတ်ချမှုလျော့ပါရိမ့်ရိုင်သွားနိုင်ပါသည်ပထမအချက်အနေနှင့်ပုံမြင်တို့သည်ကလေးလူငယ်တို့အားလောကကိုယုံကြည်စိတ်ချစေနိုင်ကြောင်းတင်ပြပြီးနောက်ဒုတိယအချက်ကိုဆက်လက်တင်ပြခြင်းပါသည်အတိုင်းဝိုင်း၌ပါဝင်နေကြောင်းအတိအမှတ်ပြုမိစေသည်ဒုတိယချက်မှာပုံမြင်များကြောင့်ကလေးတို့သည်အတိုက်အဝိုင်းတစ်ခုတွင်ပါဝင်နေကြောင်းအမှတ်ထင်ထင်သိသာလာစေခြင်းဖြစ်ပါသည်ကလေး၏စိတ်ဓာတ်လုံခြုံမှုစိတ်ချယုံကြည်မှုကြောက်ကြကင်းမှုအတွက်ကလေးသည်အတိုက်ဝန်းတစ်ခုတွင်ပါဝင်နေပြီးဖြစ်ကြောင်းအမှတ်ထင်ထင်သိနေရန်လိုအပ်ပါသည်ကလေးတစ်ယောက်သည်အခြားကလေးများရှေ့တွင်ဒါတို့ဖေဖေဒါတို့မေမေစသည်ဖြင့်ဂုဏ်ယူမှုသည်အတ္တမကင်းကြောင်းအတ္တသဘောကဲကြောင်းကိုလည်းသတိပြုမိပါလိမ့်မည်ကလေးငယ်နှင့်လူလောကကိုဆက်ဆက်ပေးမှုတွင်မိခင်ဖခင်သည်သာလျှင်အစဖြစ်သည်ထို့ကြောင့်သူကိုယ်သူပထမဦးဆုံးမိဘနှင့်ဆက်ဆက်ပြခြင်းဖြစ်သည်နောက်မှတဖြည်းဖြည်းကျေပြန့်သောလောကနှင့်ဆက်ဆက်နေလိုစိတ်သို့ကူးပြောင်းရခြင်းဖြစ်သည်ဟုဆိုကြပါသည်ဒါတို့မေမေမဒါတို့ဖေဖေဒါတို့မိသားစုဒါတို့အိမ်ဒါတို့ကျောင်းဒါတို့မြန်မာဒါတို့တိုင်းပြည်ဒါတို့ကမ္ဘာလောကကြီးစသည်ဖြင့်အတ္တမပရသို့ကျေပြန့်လာရသည်မှာတဘာဝဖြစ်ပါသည်ဤသို့တစ်ဆင့်ထက်တစ်ဆင့်ကျေပြန့်လာအောင်ပုံမြင်များကကူညီသိမ်းသွင်းနိုင်ပါသည်ညီကိုမောင်နှမတွေစုပေါင်းဆောင်ရွက်၍အောင်မြင်မှုကိုဖော်ပြသောပုံမြင်များစုပေါင်း၍ရန်သူကိုတွန်းလှန်ကြသောတရိษံပုံမြင်များကိုကလေးများနှစ်သက်ကြသည်950နိပတ်ဇဝတ္ထုများတွင်ပါသောရသည့်စင်းလက်နှင့်ကြားဆိုးရန်ကိုတွန်းလှန်သည့်ဝက်များအကြောင်းစင်စိုးကြီးကိုတွန်းလှန်ဖျက်ဆီးအောင်မြင်သည့်နှံဆုံးငှက်နှင့်မိတ်ဆွေများအကြောင်းစသည်တို့မှာကလေးတို့၏အသင်းဖွဲ့စိတ်ဓာတ်ကိုဖွံ့ဖြိုးစေသည်ညီညွတ်ပေါင်းစည်းခြင်း၏အားကိုယုံကြည်စေသည်အတိုင်းဝိုင်း၌နေထိုင်ရခြင်းကိုနှစ်ချိုက်ချမ်းမြေ့စေသည်ကလေးတိုင်းသည်အတိုင်းဝိုင်းတစ်ခုခု၌ပါဝင်နေလိုသည်သာဖြစ်၏ထိုအတိုင်းဝိုင်းနှင့်အစဉ်ပြေအောင်နေနိုင်ရန်ကြိုးစားနေရခြင်းသည်သာလျှင်ပြဿနာဖြစ်သည်ဤနေရာတွင်အတ္တနှင့်ပရကိုမျှတမှုပြုရခြင်းအစပင်ဖြစ်လေတော့သည်ထို့ကြောင့်ပုံမြင်များတွင်အတိုင်းဝိုင်းကလက်မခံသည့်ကလေးတစ်ယောက်သည်အခက်ခဲများစွာကိုကျော်လွန်အောင်နိုင်ပြီးအတိုင်းဝိုင်းတွင်နေရာကောင်းတစ်ခုရလာပုံကိုတရုပ်ဖော်သောပုံမြင်များကိုကလေးလူငယ်များဆွဲလန်းနှစ်သက်လေရှိကြသည်ဤပုံမြင်မျိုးကိုဖတ်ရခြင်းကြောင့်ဇွဲကိုလည်းတန်စေသည်ပရဟိတကိုလည်းဖြစ်စေသည်အတ္တကိုလည်းဖြစ်စေသည်အတ္တကိုလည်းလျော့ပါစေသည်ဝိသမလောဘကိုလည်းချုပ်တီးစေသည်ဟုဆိုခြင်းပါသည်ထို့ပြင်တိုင်းရင်းသားပုံမြင်များကမ္ဘာပုံမြင်များစသည်တို့ဖတ်ရခြင်းအပြင်ရပ်ဝေးမြေကြားကလေးများနှင့်လူသားချင်းချင်းဆက်ဆက်တွေ့တာမိစေသည်မိမိနှင့်ကဘာကြီးတစ်ခုလုံးကိုအမှတ်မထင်ဆက်ဆက်လာမိစေသည်ဟုလည်းဆိုနိုင်ပါသည်လူရှည်ပုံမြင်များမှစီချမ်းနယ်ဤကဲ့သို့သောပုံမြင်မျိုးကိုကလေးများနှစ်သက်မည်မှာမုတ်ချဖြစ်ပါသည်စီချမ်းနယ်ဤတွင်စိတ်ဓာတ်တစ်မျိုးစီရှိသောသားငယ်9ဦးစုပေါင်းဆောင်ရွက်ကြပုံကိုဖော်ပြထားပါသည်ဒါလေးကတော့ဒုတိယအချက်ဖြစ်ပါတယ်ကျမဒါတွေကိုဘာကြောင့်ဖတ်ပြရလဲဆိုတော့ကျမတို့ရဲ့ဒီလက်တလောအခြေအနေမှာမိဘတွေကကလေးကိုပုံမြင်ပြောပြတဲ့အလေ့အထသိပ်ပြီးတော့မရှိတော့ဘူးကျမတို့ငယ်ငယ်ကတော့ပုံမြင်လေးတွေအမေအဖေကပြောပြတယ်အဖိုးဖွားပြောပြတယ်ပေါ့နော်ကလေးကိုပုံမြင်ပြောပြတာက YouTube ဖွင့်ပြထားတာနဲ့မတူပါဘူး YouTube ဖွင့်ပြထားလိုက်လို့ကလေးကပုံမြင်နေထိသွားမှာပဲဆိုတာမျိုးမဟုတ်ပါဘူးအာ YouTube ကကလေးတွေမေးချင်တဲ့မေးခွန်းတွေသူမဖြေပေးနိုင်ဘူးပုံမြင်ဖတ်ပြတာကကြတော့ပုံမြင်စာအုပ်ကလေးကိုပြမယ်ပြပြီးလို့ရှိရင်အမေကဖတ်ပြတယ်အဖေကဖတ်ပြတယ်အဲ့ဒီခါမှာကလေးကသူမသိတာတွေကိုသူကမေးမှာအဲ့ဒီမေးခွန်းတွေကိုအမေအဖေဖြစ်တဲ့လူသားကပဲဖြေနိုင်မှာဖိုးဖွားအကိုအမပေါ့ YouTube ကမဖြေပေးနိုင်ဘူးဒါကြောင့်မို့လို့ကျမတို့ပုံမြင်ပြောပြတဲ့အလေးလေးတွေထွန်းကား
လာဖို့ပြန်ပြီးတော့ထွန်းကားလာဖို့လိုအပ်ပါတယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့ကျမဒီစာအုပ်ကလေးကိုဖတ်ပြနေတာဖြစ်ပါတယ်နားထောင်ပေးတာကျေးဇူးတင်ပါတယ်နောက်နေ့ကြလို့ရှိရင်တတိယအချက်ကိုဆက်ပြီးတော့ဖတ်ပြပါအောင်မယ်ရှင်